Shin, sunshine like time. She's the young man, near time to end. Boom, be say, chalade. God, you are so good. မင်္ဂလာပါချစ်တော်မိတ်ဆွေညီကောင်မောင်မများကျမတို့ဇန်နလေးချီးမွမ်းသွားတဲ့အတိုင်းပဲဘုရားရဲ့ကောင်းမြတ်ခြင်းတွေကိုဆင်ခြင်တဲ့အခါမှာမနေ့ပြန်နေ့ရက်တွေအတွက်တကယ်ပဲစိတ်ချစွာနဲ့ကျမတို့အသက်ရှင်နိုင်တာဖြစ်ပါတယ်ဘုရားကပြောတယ်မနေ့ပြန်အတွက်မစိုးရိမ်နဲ့မနေ့ပြန်ဟာသင်ဖို့စိုးရိမ်မယ်လို့ပြောတဲ့ဘုရားဖြစ်တယ်ဆိုတော့တခါလေကျရင်ကျမတို့ဘဝမှာစိတ်တကြတယ်အားငယ်တယ်မျောလင့်ချက်တွေမဲ့တယ်အသက်ရှင်ရတာအတိတ်ပဲမရှိဘူးလို့ကျမတို့ခံစားရတဲ့အချိန်တွေကြုံတတ်ပါတယ်ဒါရှိတတ်ပါတယ်လူတိုင်းမှာရှိပါတယ်ဒီနောက်ဘက်တော့တစ်ချက်ကိုဖတ်ပေးခြင်းနဲ့ယာကုပ်ဝါဒစာခန်းကြီး1အငယ်1 3မှာငါညီအကိုတို့သင်တို့ဤယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်တီးခံခြင်းသည်ကိုပွားစေတတ်သည်ဟုသိမဲ့လေအထူးထူးအပြားပြားသောစုံစမ်းနောက်ဆက်ခြင်းတွေ့ကြုံသောအခါဝမ်းမြောက်စရာအကြောင်းတက်တက်ဖြစ်သည်ဟုမှတ်ကြလောတဲ့ဒီနေ့တော့ဘတ်တော်ကပြောတယ်ဘလို့ပဲအခက်ခဲတွေစုံစမ်းနောက်ဆက်ခြင်းနဲ့အထူးထူးအပြားပြားသောစုံစမ်းနောက်ဆက်ခြင်းလို့ပြောပါတယ်ထိုအရာတွေကြုံတွေ့တဲ့အခါမှာတဲ့ဝမ်းမြောက်စရာပဲဖြစ်တယ်ဆိုတာမှတ်ပါလို့နှုတ်ဘတ်တော်ကပြောတာဖြစ်ပါတယ်ရောတဲ့ရဲ့တက်တာထဲမှာကျွန်တော်ကြည့်တဲ့အခါမှာသူ့ကိုဘုရားသခင်ယူပါယုံပေးတယ်တနေ့ကျရင်သူကရှင်ဘရင်ဖြစ်မယ်သူရဲ့မိသားစုကတော့မှသူဦးချရလောက်တဲ့အထိဒါပေမဲ့သူအဲ့လိုယူပါယုံရခဲ့ပေမဲ့သူကြုံတွေ့တဲ့အရာတွေကအင်မတန်မှခက်ခဲတဲ့အရာတွေလူအနေနဲ့လုံးဝမလွယ်တဲ့အရာတွေအကိုတွေရဲ့ရောင်းစားခြင်းစွန့်ပစ်ခြင်းခံရတယ်တိုင်းတစ်ပါးမှာဂျုံအနေနဲ့ရောင်းစားခံရတဲ့အပြင်အဲ့ဒီမှာလဲသူကလက်စားခံရပြီးတော့မှမတရားဆွဆွဲခံရပြီးထောင်ထဲတွေရောက်ခဲ့တဲ့အထိသူ့ဘဝကတပြေးပြေးနဲ့အနေဘက်ကိုသွားတဲ့ပုံစံလိုမြင်နေရတယ်တော့မျောလင့်ချက်တွေမဲ့တယ်သူ့အတွက်မနှက်ဖြန်ဆိုတာနော်အတိတ်ပဲမရှိတော့အသက်ရှင်ရတာအတိတ်ပဲမရှိဘူးလို့သူမြင်ရတဲ့အချိန်ဖြစ်တယ်ဒါပေမဲ့သူကတော့သိတယ်ဘုရားကိုယုံကြည်တယ်ဘုရားရဲ့ဂတိတော်ကိုသူဆွဲလန်းတယ်ဒီအထူးထူးပြပြစုံစမ်းနောက်ဆက်ခြင်းကြုံတဲ့အခါမှာဝမ်းမြောက်စရာဖြစ်တယ်လို့ပဲမှတ်ပါလို့နှုတ်ကပတ်တော်သူမဖတ်ခဲ့ရပါမယ်သူ့ရဲ့အထဲမှာဘုရားကသူနဲ့အတူရှိနေတဲ့အတွက်ကြောင့်မလို့ဒီအရာတွေကြုံတွေ့တော်လဲသူစိတ်မပြတ်ဘူးဒီအရာတွေဖြတ်တန်းနေရရင်လည်းလဲကျသွားတယ်ဆိုတာသူမရှိပဲနဲ့အာယူတာဖြစ်တယ်ချိန်တန်တဲ့အခါမှာဘုရားသခင်သူ့ကိုချီးမြှောက်တယ်ဆိုတဲ့အရာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မလို့ကိုကြုံတွေ့နေရတဲ့စုံစမ်းနောက်ဆက်ခြင်းတွေခက်ခဲတွေပြဿနာတွေအစင်မပြေခြင်းတွေနော်အနာဂတ်မဲ့ခြင်းတွေမျောလင့်ချက်မဲ့ခြင်းတွေစွန့်ပစ်ခံခြင်းတွေဒီအရာတွေအတွက်ကျေးဇူးတော်ပဲချီးမွမ်းပါဝမ်းမြောက်ပါဒီအရာတွေကကျမတို့အတွက်ကောင်းဖို့ရန်အတွက်ဘုရားခင်ပေးတွေ့တဲ့အရာတွေဖြစ်ပါတယ်ဘုရားကကျမတို့ကိုချီးမြှောက်မဲ့လမ်းကြောင်းထဲမှာတွန်းပို့နေတဲ့အရာပဲဖြစ်ပါတယ်ဒါကြောင့်ယေရမိ29ငယ်17မှာလည်းပြောတယ်သင်တို့အကျိုးနည်းဖို့အကြံစီကမှမရှိဘူးသင်တို့မျောလင့်တဲ့အကျိုးသင်တို့အတွက်ကောင်းတဲ့အကျိုးပဲအမှအကြံစီရှိတယ်လို့ပြောတဲ့ဘုရားသခင်ဖြစ်တဲ့အတွက်ကြောင့်ဘလို့ပဲစုံစမ်းနောက်ဆက်ခြင်းတွေခက်ခဲတွေပြဿနာတွေဝမ်းနည်းခြင်းတွေကြုံတွေ့ပါစေဒီနေ့ထိုရာတွေပေါ်မှာခရစ်တော်အားဖြင့်ဝမ်းမြောက်ဖို့ရန်အတွက်အားပေးချင်ပါတယ်ရောက်တိုင်းမှာဘုရားကောင်းချီးပေးပါစေ